တနေ့တာလုံးမှာအလုပ်တွေလုပ်ရမယ်အိမ်ပြင်ထွက်ရမယ်လုပ်ငန်းကိုင်တာတွေသွားရမယ်လုပ်ရမယ်သွားတဲ့အခါကျတော့အန္တရာယ်ဆိုတာကြုံတတ်တယ်accident နဲ့ပြောကြတာမမျော်လင့်မဲနဲ့ဖြစ်တာကို accident လို့ခေါ်တာအဲ့တော့အန္တရာယ်ဆိုတာတွေကိုကြုံတတ်တော့ဒီအန္တရာယ်တွေမကြုံကြရအောင်ဘာလို့ဖို့လိုအပ်တယ်လဲဆိုတာမှန်ကန်တဲ့နည်းတစ်ခုနဲ့အန္တရာယ်တွေကိုမကြုံမှုခရအတွက်ဟောဒီဒုတိယတတိယမြောက်စတုထမြောက်ခါထာလေးကဘာပြောတော့ဆိုတပ္ပိဗုဒ္ဓဗလပတ္တာပိစိကံနိသယံပလံအရဟန္တာနိသတေစေနရက္ခံဗန္ဒာမိသဗ္ဗတောရက္ခဆိုတာအဆောင်အရှောက်အကာအကွယ်တစ်ခုလုံးလိုက်တယ်ဒါကြောင့်လို့ပြောကြတယ်ခရီးသွားလို့ရှိရင်တမ္ပုဒ္ဒေရွတ်သွားတယ်ဆိုတမ္ပုဒ္ဒေဆိုတာဘုရားရှိခိုးတာပဲဘုရားကိုအာယုံပြုပြီးတော့ရှိခိုးတာဒါလည်းဘုရားကိုအာယုံပြုလိုက်တဲ့ချင်းကိုယ်စိတ်ထဲမှာကုသိုလ်တွေဖြစ်သွားတယ်အဲ့ဒီကုသိုလ်ကကာဝယ်ဆောင်ရှောက်တယ်လို့ဆိုလိုတာကုသိုလ်ရအောင်လုပ်ဖို့တော့လိုအပ်တယ်ပေါ့ဘုရားကိုအာယုံပြုဖို့လိုအပ်တယ်အခုကြည့်ဒီကာထာလေးရဲ့အဓိပ္ပာယ်ကဘလောက်ကောင်းလို့ဆိုရက္ခံဗန္ဒာမိသဗ္ဗတောအရက်ခတ်သိမ်းကနေပြီးတော့ကိုယ့်အတွက်အကာအကွယ်ဖြစ်အောင်ဆောင်းလျှောက်ကိုလုပ်ပါတယ်တဲ့ဘာနဲ့အဆောင်းလျှောက်ကိုလုပ်တာလို့ဆိုတပ္ပိဗုဒ္ဓဗလပတ္တာခရီးတွေဆိုတာစွမ်းအားအမတမကြီးတယ်ကာယဗလညာနာဗလဆိုတာလို့စွမ်းအားကြီးတယ်ခရီးမှန်သမျှစွမ်းအားတွေအမတန်ကြီးတယ်အဲ့ဒီခရီးတွေရဲ့စွမ်းအားကိုအသုံးပြုပြီးတော့ဟုတ်လားခရီးတွေကိုစိတ်ထဲကအာယုံပြုတ်လိုက်ပြုတ်ပြီးတော့အဲ့ဒီခရီးတွေအားလုံးဟာစွမ်းအားကြီးမားတော်မူကြတယ်